လာပါတယ်လို့ဒါအားလေးကုန်ယူရပါတယ်ဒါကျမတို့မိခင်ဆိုတာကကျမတို့ကလေးတွေအတွက်တကယ်ကိုအနိကတင်ကြားပေးတော့အမျိုးသမီးတွေဖြစ်တယ်တမန်ကျမ်းစာထဲမှာဆိုရင်တမာတတိပညာနဲ့ပြည့်ဝသောအမျိုးသမီးလို့ခေါ်ဆောင်တာဖြစ်တယ်